အာဆနယ်ရဲ့မျိုးသမီးအသင်းဟာသူတို့ရဲ့အောင်မြင်မှုမတိုင်အသည့်တစ်ထည် FIFA Women's Champions Cup ရဲ့ပထမဆုံးသောချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘရာဇီးကလပ် Corinthians နဲ့ကစားခဲ့တဲ့ဘောလုံးပွဲဟာတကယ့်ကိုအကျိတ်နဲ့ရှိခဲ့ပြီး Olivia Smith နဲ့ Latte Wubben-Moy တို့ရဲ့ဂိုးတွေနဲ့ Arsenal ကနှစ်ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့ပေမဲ့ Corinthians တို့ကလည်းမလျှော့တန်းချေပနိုင်ခဲ့တာကြောင့်မိနစ်90မှာ2ဂိုးစီထရီဖြစ်နေခဲ့ပါတယ်။အချိန်ပိုရောက်တဲ့အခါမှာတော့ Caitlin Ford က4မိနစ်မှာအဖိုးတန်းအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး Arsenal ကိုသမိုင်းဝင်ချန်ပီယံဆုစီပို့ဆောင်ပေးခဲ့ပါတယ်။ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုတော့ Frida Mahnam ကဆုတ်ခူးသွားခဲ့ပြီး Arsenal ကန်ဒဝင်နီးပြကြီး Arsene Wenger ကိုကိုင်ဆုပေးအပ်ခဲ့တာပါ။2009မှာဥရောပချန်ပီယံဖြစ်ခဲ့သလို2020မှာလည်းဘာစီလိုနာကိုအနိုင်ယူပြီးချန်ပီယံလိဂ်ဖလားကိုဒုတိယအကြိမ်ရယူခဲ့တဲ့ Arsenal ဟာအခုကမ္ဘာအဆင့်မှာပါချန်ပီယံဖြစ်သွားပြန်ပါပြီ။ဒါဟာ Arsenal အမျိုးသမီးအသင်းအထက်အကောင်းဆုံးခေတ်တစ်ခေတ်ကိုရောက်ရှိနေတာဖြစ်ပြီးအမျိုးသမီးဘောလုံးလောကရဲ့ရှေ့ဆောင်လမ်းပြအဖြစ်သူတို့ရဲ့ဂုဏ်သတင်းကိုထပ်မံခိုင်မာစေခဲ့တာပဲဖြစ်ပါတယ်ဗျာ။ Chelsea နဲ့ကစားမဲ့ကာရာဘောင်ဖလားဆီမီဖိုင်နယ်ဒုတိယအကျော်ပွဲစဉ်မတိုင်ခင်မှာ Arsenal ပရိသတ်တွေအတွက်သတင်းကောင်းတဲ့သတင်းဆိုဒွန်းတွဲနေထွက်ပေါ်လာခဲ့ပါတယ်။အသင်းရဲ့အဓိကကစားသမားဘူကယိုဆာကာဟာ Leeds နဲ့ပွဲမှာတင်းပစုံရိုးတန်ရာအကြောင်းလွဲချော်ခဲ့ပေမဲ့အာဒီကာကတော့ဆာကာရဲ့အခြေအနေကဒီနေ့မှပိုကောင်းလာပါပြီ။တိတ်ဘီကိုလည်းမပြင်းထန်လာအားကြောင့်မနေ့ဖြန်ဒါမှမဟုတ်စနေနေ့ပွဲမှာပါဝင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါလို့အပြူသဘောဆောင်တဲ့သတင်းကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကွင်းလယ်လူမီကယ်မာရီနိုအချက်ကတော့တကယ့်ကိုသတင်းဆိုပါပဲ။မာရီနိုဟာခြေဖွားအယူအတန်ရကြောင့်ခွဲစိတ်ကူတာမှုခံယူရတော့မှဖြစ်ပြီးဒီဟာဒီလက်ကျန်ပွဲစဉ်အားလုံးကိုလွဲချော်သွားနိုင်တယ်လို့စိုးရိမ်မှုရှိနေပါတယ်။အာဒီတာကတော့ဒါဟာအသင်းအသာတကယ့်ကိုထိုးနှက်ချက်ပါတယ်။ဒါဟာအဖြစ်နည်းတဲ့တန်ရာမျိုးဖြစ်လို့သူ့ရဲ့ပြန်လည်တက်တာလာမှုအခြေအနေကိုတေချာစောင့်ကြည့်ရမှာပါလို့ဆိုခဲ့ပါတယ်။အပြောင်းရွှေ့ဈေးကွက်ပိတ်ခါနီးအချိန်မှာ Arsenal အနေနဲ့မာရီနိုရဲ့နေရာမှာအစားထိုးဖို့ကစားသမားတစ်ရှာဖွေနေပေမဲ့အခုထိတော့တီးကြတဲ့ဆုံးဖြတ်ချက်ထွက်မလာသေးပါဘူး။မာရီနိုတယောက်ဒီဟာဒီမကုန်ခင်ကွင်းထစ်ဖို့ပြန်လာနိုင်မလားဆိုတာကတော့ခွဲစိတ်မှုအပြီးသူ့ရဲ့ပြန်လဲထူထောင်နိုင်စွမ်းပေါ်မှာပဲမူတည်နေတော့မှာပါဗျာ။ကာရာဘောင်ဖလားဆီမီဖိုင်နယ်ဒုတိယကြော်ထိအာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲဟာနီးပြလီယမ်ရိုစနီယောအတွက်တော့အခက်အခဲဆုံးစမ်းသပ်မှုတစ်ခုထွက်လာတော့မှာပါ။ပထမကြော်တုန်းကအင်ဂိုမှာအာဆင်နယ်ကိုရှုံးနေခဲ့တာကြောင့်ချယ်ဆီတို့ဟာအချင်းပိုးထိဆွဲခေါ်နိုင်ဖို့အနည်းဆုံးတကူအတာနဲ့အနိုင်ရဖို့လိုအပ်နေပါတယ်။ဒါပေမဲ့ချယ်ဆီကတော့တင်းဆိုးကတော့တန်ရာပြဿနာတွေပါတယ်။ဂျီမီဂီတင်စာဝက်စတမ်နဲ့ပွဲမှာပွဲစပြီး25မိနစ်မှာတင်တကောက်ကျော်တန်ရာရသွားခဲ့တယ်လို့ဂိုသမားဖိလစ်ဂျော်ဂင်ဆန်ကလည်းအခုထိကြန့်ခိုင်မှုမပြည့်ဝသေးပါဘူး။ဒီပွဲဘက်ချယ်ဆီဟာလူစရင်အပြောင်းလဲတချို့လှုပ်လာဖို့ရှိနေပါတယ်။ Wesley Fofana ကူကူရဲလာနဲ့ဂျိုအာဦးပီတိုတို့ဟာပွဲထွက်လူစင်းမှာပြန်ပါနိုင်တယ်လို့ကိုးပါမှာလည်းကြန့်ခိုင်မှုတေးဝနေတယ်လို့သိရပါတယ်။ Estevao နဲ့ Gittins တို့မပါနိုင်တဲ့တိုက်စစ်နေရာမှာတော့ Pedro Neto ကအစားထိုးဝင်ကစားပေးရဖို့ရှိနေပါတယ်ဗျာ။အာဆင်နယ်အသင်းဟာပထမကြော့က3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့အတူအသာစီးရထားပေမဲ့နီးပြအာဒီတာကတော့ဒါဟာဒီယာဒီရဲ့အရေးကြီးဆုံးပွဲဖြစ်တယ်လို့ပြပြသားသားပြောဆိုလိုက်ပါတယ်။အာဒီတာကမြောင်းလန်နန်ကပရိသတ်တွေကိုလည်းအတန်ကုန်ဟစ်ပြီးအားပေးကြဖို့တိုက်တွန်းထားပါတယ်။ပရိသတ်တွေစီကလာတဲ့အားပေးတန်တွေစွမ်းငင်တွေနဲ့ယုံကြည်မှုတွေကသာသူ့ရဲ့ကစားသမားတွေကိုဘူလူပေးစီပို့ဆောင်ပေးနိုင်မှာဖြစ်လို့ပါတယ်။အာဒီတာကပရိသတ်တွေနဲ့သူ့ကြားမှာရှိတဲ့နက်ရှိုင်းနဲ့တန်ရုံးစင်အကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အသင်းရဲ့အသက်အကြာတိုင်းမှာအတူရှိခဲ့တဲ့အားပေးမှုတွေဟာအခုဆိုရင်တကယ့်ကိုခိုင်မာတဲ့ယုံကြည်မှုတစ်ခုဖြစ်လာခဲ့ပြီလို့ဆိုပါတယ်။အာဆင်နယ်လူရဲ့တကိုးအတရလက်ကချယ်ဆီရဲ့ပြန်လည်တွန်းပြတ်မှုကိုတားဆီးနိုင်မလား။မတ်လာမှာကစားမဲ့ဝမ်ဘလီဘိုလူပွဲမှာအာဆင်နယ်ကိုမြင်တွေ့ရမလား။ခံမှန်းကိုရလဒ်တွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦး။